50 ဇာတ်ထဲမှာဇာလန်းလေးတစ်ခုရှိတယ်အဲ့ဇာလန်းလေးကဒီဇာကြောင်းလေးဘလို့ဖြစ်ပေါ်လာတော့ဆိုဗာရဏသီဘုရင်ကြီးကအမတန်မှသူတော်ကောင်းစိတ်ဓာတ်ရှိတယ်ဥပုပ်နေ့ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုပ်ဆောက်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုပ်နေ့ဆိုဥပုပ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ဘုရင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘုရင်ကြီးကထီးနှန်းကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ်ရသေးဝတ်သွားပြီးခင်းကမြစ်ရဲ့အောက်ပိုင်းမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ခင်းကမြစ်ကမ်းဘေးမှာရသေးကျောင်းလေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်ဇံပိန်ခြင်းနဲ့တနေ့ကျတော့ခင်းကမြစ်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကိုရေထဲကနေမျောလာတဲ့တရသီးကြီးတစ်လုံးတော့တွေ့သူရေချိုးကန်လေးဆိုတရသီးမြင်တော့ဆင်းပြီးတော့ဆယ်ထားပြီးသူသင်္ကန်းကျောင်းလေးယူပြီးတော့တရသီးကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်စိမ့်ပြီးတော့ဘယ်အသီးနဲ့မှမတူဘူးချိုလိုက်စိမ့်လိုက်ကောင်းလိုက်တယ်အဲ့ဒီချိန်မှာဘာဝင်သွားတော့ဆိုသိကောင်းသွားပြီဆိုလို့ရှိရင်သူကစွဲသွားတယ်စိတ်ထဲမှာနော်စွဲသွားရင်တဏှာဆိုတာဝင်လာကောင်းလိုက်တာဆိုသူ့မှာဒီတရတိကိုတွေ့တာတဲ့စိတ်ဟာဘလောက်ပြင်းထန်သွားတော့ဆိုလို့ရှိရင်အဲ့ဒီတရတိကိုကုံသွားမှဆိုလို့တစ်စိတ်ချင်းတနေ့တစ်စိတ်စားပြီးတော့သိမ့်ထားတာနောက်ဆုံးကျတော့တရတိကကုံသွားတရတိကုံသွားတာနဲ့အဲ့ဒီတရတိကလွဲရင်ဒီပြင်အသီးကိုစားကြစိတ်လုံးဝမရှိတော့ဘူးဒီတရတိမှမစားရရင်ဒီပြင်အသီးမစားတော့ဘူးလို့ထိအောင်သူ့ရဲ့စိတ်ဆွဲလန်းမှုဖြစ်ပေါ်ပြီးတော့သွားတယ်နောက်ထပ်များခင်းကမြစ်ကြောမှာတရတိမျောလာအောင်မလားလို့ဆိုမျောလင်းချက်နဲ့မြစ်ကမ်းဘေးမှာထိုင်ပြီးတော့မှိုင်းနေလိုက်တယ်ဘာအစာမှမစားဘဲနဲ့9 ရက်တိတိမှိုင်းနေတယ်တဲ့အဲ့ဒီလိုယသိကြီးထိုင်မှိုင်းပြီးတော့နေတဲ့အခါကျတော့မြစ်ဆောင်နတ်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မှိုင်းနေပါလိမ့်မလဲဆိုကိုရင်ပြပြီးတော့မြစ်ဆောင်နတ်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မှိုင်းနေတာလဲဘာလို့ခြင်းလို့လဲနဲ့မေးတဲ့အခါကျတော့သူကပြောပြတယ်ဤခဲ့တဲ့9 ရက်ကဟောဒီထဲမှာတရတိတစ်လုံးမျောလာတယ်အဲ့ဒီတရတိရတာစားပြီးကြတယ်ဒီပြင်အသီးနှံတွေသူရှာတယ်မတွေ့တော့ဘူးတဲ့အဲ့တော့လူဘွားရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြတော့ဘူးပေါ့လေသေခြင်းလည်းသေပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမှိုင်းနေတယ်ဆိုအကြောင်းပြောနတ်သမီးကတရားချပြီမယ်လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လည်းဟောဒီတရတိဟာခင်းကမြစ်အထက်မှာတရက်ဥယျာဉ်ကြီးရှိတယ်အဲ့ဒီတရက်ဥယျာဉ်ကြီးကနေပြီးတော့တရက်ပင်ကကြွေကြလို့မျောလာတဲ့အသီးဖြစ်တယ်အဲ့ဒီတရက်ဥယျာဉ်ကိုသူပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကကူညီတဲ့အနေနဲ့အဲ့ဒီရသေးကြီးကိုတရက်ဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ရသေးကြီးလည်းဝမ်းသာပြီးတော့တရက်သီးတွေစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ်အဲ့ဒီသူတရက်ပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်ဥယျာဉ်နဲ့လှည့်ပတ်ကြည့်တော့နေပိုင်းမှာသူလှည့်ပတ်ကြည့်တယ်ရှေ့ကနေကြီးထွက်လာတဲ့အခါကျတရက်ဥယျာဉ်နဲ့လှည့်တွေ့တော့ဘာတွေ့တော့ဆိုလို့ရှိရင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေရဲတောက်ပြီးလက်နှစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်အော်ဟစ်ညင်းညူတဲ့အတန်နဲ့အဲ့ဒါအရက်ကြီးကလည်းထမ်းပင်လောက်ရှိတယ်တဲ့သူ့ကြောကုန်းကိုသူ့လက်ကြီးနဲ့သူခွာစားပြီးဒီကိုယ်လုံးကလည်းမီးရဲတောက်အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့ဒါကြီးကိုထူးဆန်းပြီးတော့သူကြည့်နေတယ်ပေါ့တရက်ပင်ရိတ်ကနေပြီးတော့ကြည့်တနေ့ကုန်ပဲအဲ့ဒီတတ္တဝါကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတော့ဆိုထမ်းမင်လောက်အရက်ကြီးကလည်းပျောက်သွားတယ်
မိတွေလည်းငြိမ်းသွားသူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျထမ်းပင်လောက်ဒီမိတရေကြီးကနတ်သားလေးလိုဖြစ်သွားပြီခုနတုန်းကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေအဲ့ဒါလို့နတ်သားအသွင်ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအလုံးကရောက်ရှိလာပြီးတော့ဘုံမိမ့်မှန်ပေါ်မှာတက်သွားဖို့လာသူနဲ့တွေ့တဲ့အခါအဲ့ဒီကျတော့မှမေးတာပေါ့ဘယ်လိုလဲခုနတုန်းကတော့ကြောက်เสียအယုတ်ကြီးဒီကိုယ်လုံးကလည်းမီးတွေဟုံဟုံတောက်ကိုကျုံးဖုံးကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတယ်ပေါ့အော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့ဒီမကြောက်ဝမနာတာအတန်ကြီးနဲ့စူးညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောမြင်နေအခုကျတော့လေချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါမေးတော့သူကဝေမာနိကပြိတ္တာဗိမာန်ရှိဗိမာန်ရှိနေဝင်သွားတာနဲ့တပြိုင်နက်သူအကုသိုလ်ကဂုံသွားပြီကုသိုလ်ကအကျိုးပေးတာနော်နေ့လယ်ပိုင်းမှာဆိုရင်သူအကုသိုလ်ခံရတယ်နေထွက်လာတာနဲ့သူရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့သူရုပ်ကအကောင်းပဲပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူးရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှသူကသူ့ဇာလန်းကိုပြန်ဖော်ပြသူကပရောဟိတ်ပုံနာကြီးတရားရုံးမှာသူ့ကိုတရားဆုံးဖြတ်ဖို့ဘယင်းကြီးကယာရုခန့်ထားတာအဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးကဒီပိုင်းမှာဆိုလို့ရှိရင်တရားရေးမှာလာရင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်ပတ်စံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်ဘယ်တော့မှမှန်မှန်ကန်ကန်ဆုံးဖြတ်မပေးဘူးအဲ့ဒီခေတ်ကစငွေများတရားနိုင်ဆိုတာအဲ့ဒါပတ်စံပေးရင်အနိုင်ပေးလိုက်တာပဲတစိုးလက်ဆောင်စားတယ်ခေါ်တာပေါ့ပတ်စံပေးရင်အနိုင်ပေးလိုက်အဲ့ဒီလိုသူကတရားဆုံးဖြတ်ခဲ့တဲ့တရားသူကြီးဖြစ်ခဲ့တယ်တဲ့ဘုရင်ကြီးကသူနန်းတော်သားတွေအဲ့ဒီယသိကြီးကဘုရင်ကိုငကောဘုရင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘုရင်ဘွားတုန်းကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြအမတ်တွေဝန်ကြီးတွေအားလုံးဥပုသ်ဆောင်ခိုင်းတယ်နန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘုရင်ကြီးစီခါစားရောက်လာတဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်မကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရလားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဗျာပေါ့အကုန်လုံးကစောင့်ပါတယ်နဲ့ပဲတကယ်လဲစောင့်ကြအဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညနေအိမ်ပြန်ကနေဘုရင်ကြီးစီလာတော့ဘုရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လားဆိုစောင့်ပါတယ်တဲ့သူကလေသူများတွေကစောင့်ပါတယ်ထဲမှာ तू မစောင့်ပါဘူးလို့ပြောရမှရှက်တယ်လေသူကလည်းသူများတွေလှုပ်ရတဲ့နဲ့ကိုမလှုပ်ရင်ရှက်အဲ့တော့စောင့်ပါတယ်လို့ပြောဘုရင်စီကနေဆင်းလာကြတဲ့အခါကျဘုရင်ကြီးကို तू လိန်ပြောလိုက်တာပဲဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုသ်လည်းမယူဘဲနဲ့ဘယ်နဲ့ကြောင့်ဥပုသ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့ तू ကဘာပြောတော့ဆိုမနေ့ကလည်းနေစာမစားဘူးတဲ့အာယုစာမနေ့စာပဲစားခဲ့တယ်မွန်းလွဲတဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုသ်ယူလိုက်မယ်ပေါ့ညထက်ဝက်ဥပုသ်တော့ရမယ် तू ပြောတဲ့အတိုင်းအဲ့ဒီနေ့ည तू ဥပုသ်ဆောင်ရှာအိမ်ပြန်ထမင်းမစားတော့အဲ့နေ့ဥပုသ်ဆောင်မယ်ဆိုပြီးတော့အဲ့နေ့အိမ်နဲ့ပြန်ရောက်ရောပါဇက်တွေပါတွေဆေးကြောပြီး तू ကမစားတော့ညတာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်အဲ့ဒါလေးက तू လုံးလိုက်တဲ့ကုသိုလ်ကံနောက်တစ်ခုက तू တရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာ
Eri Mudamiga Deyaga Somchalu Mabide Ubo Nichilu Mudamiga Ubo Sound A Chingale Mami Taminjangale Pamela Pamela Mudamiga le Blau Siranadra Diatatan Mudamiles Ubo do Shamakam what he need a name Messiah Lumade Usofiro Can anybody say Joby? Toribari type it up. Who saw me? Masara Ubo, Mondoerome, send a night to who Masara also, near the Mia. Who will the last Saudi Tara? Era would tea like a pona yet. Two Uyang and Naviro, the kind Naviro. We move a labi. Eri the kind of the Eri knew the me who be like the how did they keep the Savi or Asian me who's in the Dili Savi who sound like Baba? Oh, Tana Kamu little low light. When you build her at Yata Wakali, Yanija, Indian Nakama, Ugo is how the library or Ugo sound like. Era to load a good way. To locate Aguduria Barros in Neka Mateayon time view. Mateare Amuri, Somchate Tazola Sansa video Somchat. That alone do the low dollar. The nature can go not the Sondare Kajara. Where object also. They are the Ugo there, Mudamiu, they are the Lugadi Beja. How did they Uini Madu? Nabi of Jaitan. Now they are the Lugare Gudo John, how did they Uinia to buy there Uinipella? Nya Ubo sounds at the Dwajao, Nyajare Kajaro, do another, nada at the net. Not seizing Kanzayare, Pombe Manine, Tanyalo. Ne Kama, the Zula sounds Sabi, the Asomia the Dwajao. Ne Trotlara netted. Payma Moma, Manina, Payma Moa, Senlare. Senle la layo, သူယုတ်ကြီးကထမင်းကြီးလောက်ဖြစ်သွားရုပ်ကြီးကပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမီးဟုံးဟုံးတောက်လက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောရုပ်ကုန်းသူထိုးခွာပြီးတော့စားနေရတယ်တနေကုန်အော်ဟစ်ရမနဲ့မိုးလင်းတဲ့အချိန်ကနေစပြီးနေထွက်တဲ့အချိန်ကစပြီးနေဝင်ထိအောင်ဒုက္ခခံကုသိုလ်နဲ့အကုသိုလ်ကိုရောလုပ်ထားခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယတိကြီးကိုသူပြောပြတယ်ယတိကြီးကတခြားမဟုတ်ဘူးသူတို့ရဲ့ဘုရင်မင်းတရားကြီးပဲအဲ့ဒီယတိကြီးကိုပြောပြတဲ့အခါကျတော့ယတိကြီးကလည်းအော်ငါလဲတရတိစားလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ်ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယတိကြီးဒီမှာပဲသတင်းသုံးမှာသူကတရတိနဲ့လှူဒန်းထောက်ပံ့မှာမယ်ဆိုမနေတော့ဘူးတဲ့ငါပြန်တော့မယ်ငါနေရငါပြန်တော့ဒီမှာဆက်မနေကြတော့တာဝေကတွေရပြီးယတိကြီးကပြန်ကျင်တယ်ဆိုတော့အဲ့ဒီပြိတ္တာကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရတိကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလံကလေးတစ်ခုရှိ950ကိဉ္စန္ဒဆိုတဲ့ဇာလံအဲ့ဒီဇာလံမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လှုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာဘာလို့ဆိုရင်ညဆံနေခံညဆံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေခါကြတော့ငရဲခံရတယ်ဒုက္ခခံရတယ်အဲ့တော့လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့အခါကျတော့ဘာလို့အစမပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲကြုံတဲ့အခါကျတော့လုံးသမျှတွေအစင်ပြေနေတယ်ဟောဒီလိုအစင်ပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လုံလာခဲ့တာကိုလုံခဲ့တဲ့အတိတ်ကံနေပဲအဲ့ဒါလို့အတိတ်ကံနေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဒါမှန်တယ်ပြီးခဲ့ပြီ
ပြန်ကြောင်းလို့မရပေမဲ့လုံးလို့ရတာဘာရှိတော့ဆိုပစ္စုပန်ကံအကောင်းအောင်လုပ်ဖို့လိုတယ်ဒါကိုသတိထားဖို့လိုတယ်ပေါ့အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်တယ်နည်းအောင်ကုသိုလ်ကံတွေများနိုင်တယ်များအောင်ကိုယ်စိတ်ကိုပြုပြင်ဆောက်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမှန်တမ်းမှအရေးကြီးတယ်ကံပြင်တဲ့နည်းကံပြင်ရမယ့်နည်းကဘာတော့ဆိုလို့ရှိရင်လူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုတော့ခြင်လေးတွေကြဘိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုဒီနေ့ကနေစပြီးတော့ခြင်လေးတွေကြဘိုးလေးတွေပွဲစိတ်လေးတွေကစပြီးတော့ဘယ်အကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတာမကောင်းဘူးများလာလို့ရှိရင်အပင်ငရဲကိုချရတဲ့ အပင်ငရဲဖြစ်စေတတ်တဲ့အပင်ငရဲကလွတ်လာလို့ရှိရင်လည်းယောဂများတဲ့အသက်တိုးတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်ငယ်လေးတွေဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့နော်တချို့မြေပေါက်စားလေးနဲ့ဟိုယောဂပါလာရှိတော့ကဆိုအသက်ကြီးမှသွေးတိုးတို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးတိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာတဲ့အခါမှာဒီကံတရားကလွတ်မြောက်ခြင်းလို့ရှိရင်ဘယ်လိုလုပ်ရမလဲကိုလုံးမိထားတယ်ဥပမာပဲပါဏာတိပါဒကံလုံးမိတယ်အာရိဏကတရကံလုံးမိတယ်မုဒ္ဒဝါရကံလုံးမိတယ်ဆိုပါစို့တခုလုံးပြီးလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်2ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ်ရှောင်ယုံတတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ်ဥပမာပဲတတ္တဝါအသက်တတ်တာမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသိုလ်ကံတွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးခွင့်ရေးမရဘူးလို့ဒီလိုပြောပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်ရေးမရအောင်လုပ်ထားလို့